Hello welcome back ကျွန်တော်လူသစ်ပါဒီနေ့တော့မိသားစုဝင်ကူထမ်းရင်အဝေးရောက်နေတဲ့သူလေးတွေအတွက်အားပေးနှစ်သိမ့်ပေးမဲ့စာလေးပေးလိုက်ပါတယ် Hi မင်းအရန်ပင်ပန်းနေပြီလားမိသားစုအတွက်စူးစမ်းရင်မင်းရဲ့ပင်ပန်းမှုတွေစိတ်ဖိစီးမှုတွေမွန်းချက်မှုတွေကိုကိုချင်းစားပါတယ်ချေရတဲ့မိသားစုကိုပံ့ပိုးဖို့အတွက်မင်းတယောက်တည်းစူးစမ်းရုန်းကန်နေရတာဘလောက်ပင်ပန်းပြီးဘလောက်စိတ်ဖိစီးမှုတွေများနေမယ်ဆိုတာလဲနားလည်ပါတယ်နေ့စဉ်ဘဝရဲ့အခက်အခဲတွေငွေကြေးပလီအားတွေပြီးတော့မမျိုးလင့်တဲ့ပြဿနာတွေကမင်းရဲ့စိတ်ကိုညှင်းပန်းနှိမ့်ဆက်နေကြမှာပဲနော်တခါတလေကျရင်မင်းရဲ့ပခုံးပေါ်မှာကဘာကြီးတစ်ခုလုံးကိုထမ်းထားရတယ်လို့မျိုးပင်ပန်းမှုတွေခံစားနေရတာကိုလည်းနားလည်ပါတယ်ဒါပေမဲ့မင်းတိတော့ထဲမှာဟုတ်ပါဘူးမင်းလိုပဲမိသားစုအတွက်ရုန်းကန်နေရတဲ့သူတွေအများကြီးရှိပါသေးတယ်ရုန်းကန်ရပုံချင်းဘဝချင်းအခြေအနေတွေမတူကြပေမဲ့စိတ်ပင်ပန်းမှုတွေကတော့ထပ်တူရှိနေနိုင်ပါတယ်မင်းရဲ့စူးစမ်းအားထုတ်မှုတွေကမိသားစုအတွက်ဘလောက်အရေးပါတယ်ဆိုတာသူတို့နားလည်ပါတယ်မင်းရဲ့မေတ္တာမင်းရဲ့စွန့်တွန်းမှုတွေကသူတို့ဘဝကိုပိုပြီးတာယာစေတာအစဉ်ပြေစေတာပါဒီလိုစိတ်ပင်ပန်းပြီးမွန်းချက်နေတဲ့အချိန်မှာကိုအနားဖေးဖို့လည်းမမေ့ပါနဲ့နော်ခဏတာအနားယူတာစိတ်ပြေလက်ပြောက်လမ်းလျှောက်တာဒါမှမဟုတ်ယုံကြည်ရတဲ့သူငယ်ချင်းတယောက်နဲ့စကားပြောတာမျိုးလုပ်ကြည့်ပါမင်းရဲ့ခံစားချက်တွေကိုဖွင့်ထုတ်တာကစိတ်ပေါ်ပါစေပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကမင်းရဲ့ခွန်အားတွေမင်းရဲ့ဇွဲတွေကမင်းထင်ထားတာတဲ့အများကြီးပေါ်ပါတယ်အခက်ခဲတိုင်းကိုကြော်ဖြတ်နိုင်တဲ့စွမ်းအားမင်းမှာရှိပါတယ်မင်းရဲ့စူးစမ်းမှုတွေအတွက်ဂုဏ်ယူပါတယ်ဘယ်တော့မှအရှုံးမပေးပါနဲ့ဒီအခက်ခဲတွေကိုမင်းကြော်ဖြတ်နိုင်မယ်ဆိုတာယုံပါတယ်မိသားစုအပေါ်မင်းရဲ့တည်တတ်မှုပင်ပန်းမှုတွေအတွက်ကျေးဇူးတင်ပါတယ်အားတင်ထားနော်